ကပ္ပဦးကျမ်းအခန်းကြီး1အငယ်1မှ9အစဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတရံမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရာအရပ်ကိုမှောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဘုရားသခင်မြင်၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနေ့ဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညဉ့်ဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နံနက်သည်ပထမနေ့ရက်ဖြစ်လေ၏အငယ်6မှ8တပံဘုရားသခင်ကရေအလယ်၌မိုးမျက်နှာကျက်ဖြစ်စေရေနှင့်ရေချင်းခြားနားစေဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာကျက်ကိုဘုရားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာကျက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျက်ကိုလည်းမိုးကောင်းကင်ဟုသောအမည်ဖြင့်ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နံနက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏အငယ်9မှ15တပံဘုရားသခင်ကမိုးကောင်းကင်အောက်၌ရှိသောရေစုဝေးစေကုန်းပေါ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟုသောအမည်ဖြင့်၎င်းယေစုဝေးရာကိုပင်လယ်ဟုသောအမည်ဖြင့်၎င်းဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၏တဖန်ဘုရားသခင်ကမြေသည်မြက်ပင်ကို၎င်းစပါးတီးကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏မြေသည်မြက်ပင်ကို၎င်းစပါးတီးမျိုးကိုဖြစ်စေသောစပါးပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညဦးနှင့်နံနက်သည်တတိယနေ့ရက်ဖြစ်လေ၏တဖန်ဘုရားသခင်ကနေ့နေ့ညဉ့်ကိုပိုင်းခြားစေခြင်းငှာမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်တည်စေနမိတ်လက္ခဏာချိန်ချက်သောအချိန်နေ့ရက်အပိုင်းခြားနှစ်အပိုင်းခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏အငယ်16မှ19ထိုသို့ဘုရားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်းဟုသောနေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးညဉ့်ကိုအုပ်စိုးရသောအငယ်တစ်လုံးနှင့်တကွကြယ်များတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းငှာ၎င်းနေ့နေ့ညဉ့်ကိုအုပ်စိုး၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားစေခြင်းငှာ၎င်းမိုးကောင်းကင်မျက်နှာကျက်၌ဘုရားသခင်ထားတော်မူ၏ထိုအမှုရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညဦးနှင့်နံနက်သည်စတုတ္ထနေ့ရက်ဖြစ်လေ၏အငယ်20မှ23တဖန်ဘုရားသခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်တို့ကိုရေသည်များပြားစွာမွေးဖွားစေငှက်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာကျက်ပြင်ဝယ်ပြန်စေဟုအမိန့်တော်ရှိ၏ထိုတို့လျှင်ရေသည်တိရစ္ဆာန်အမျိုးအလိုက်များပြားစွာမွေးဖွား၍ငါးကြီးအစရှိသောအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းပြန်တတ်သောငှက်မျိုးအပေါင်းတို့ကို၎င်းဘုရားသခင်ဖန်ဆင်း၍ထိုအမှုရာကောင်းသည်ကိုမြင်တော်မူ၏ဘုရားသခင်ကလည်းများပြားစွာမွေးဖွားကြလော့ပင်လယ်ရေများကိုပြည့်စေကြလော့ငှက်တို့လည်းမြေပေါ်၌များပြားစေတည်းဟုထိုတိရစ္ဆာန်တို့ကိုကောင်းကြီးပေးတော်မူ၍ညဦးနှင့်နံနက်သည်ပဥ္စမနေ့ရက်ဖြစ်လေ၏
အငယ်24မှ28တပံဖျားသခင်ကမြေသည်အသက်ရှင်သောတရဝမျိုးတည်းဟုသောသားရင်တို့ကို၎င်းတွားတတ်သောတိရစ္ဆာန်တို့ကို၎င်းသားရဲမျိုးတို့ကို၎င်းမွေးဖွားစေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထိုသို့ဘုရားသခင်သည်သားရဲမျိုးသားရင်မျိုးမြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုရာကောင်းသည်ကိုမြင်တော်မူ၏တဖန်ဘုရားသခင်ကငါတို့ပုံသဏ္ဍာန်နှင့်တညီသဏ္ဍာန်သည်လူကိုဖန်ဆင်းကြစို့သူသည်ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းသားရင်တို့ကို၎င်းမြေတပြင်လုံးနှင့်တကွမြေပေါ်မှတွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထိုသို့ဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏အငယ်29မှ31ဘုရားသခင်ကလည်းကြည့်ရှုလော့မြေတပြင်လုံး၌စပါးသီးကိုဖြစ်စေသောစပါးပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်းသင်တို့စားเสียဖို့ငါပေး၏မြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားเสียဖို့မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညဦးနှင့်နံနက်သည်ဆဌမနေ့ရက်ဖြစ်လေ၏